إن الحمد لله والصلاة والسلام على من لا نبي بعده أما بعد رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي لذا بعد تدنا توكاشين ترازين باونو كميا جنرال أكو جوبيان نياره لاغا سوين رمضان لاميا بيبيده دي رمضان لاميا يه توميا مونا بتبيအကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီးထူးခြားမှုတွေနဲ့ပတ်သက်ပြီးမြောင်များစွာကျွန်တော်တို့ကြားသိခဲ့ရပြီးဖြစ်တယ်ကျွန်တော်အနေနဲ့ဒီကနေ့တင်ပြချင်တဲ့အရာတစ်ခုကအများမွတ်စလမန်ရိုဇာဒါတွေမှာနေကြတဲ့အမှားတစ်ခုပဲဖြစ်တယ်အဲ့တော့တမန်တော်များဟဒီသ်မှာလာရှိတဲ့၃ဦးတော်သူရဲ့ဒူအာကငင်းပယ်ခြင်းမခံရဘူးချက်ချင်းလက်ခံခြင်းကိုခံရတယ်နံပါတ်1ပုဂ္ဂိုလ်ကဆိုရင်မဇလူမ်ဖြစ်တဲ့ဇာလင်တွေရဲ့ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရသောပုဂ္ဂိုလ်ပဲဖြစ်တယ်ဒုတိယပုဂ္ဂိုလ်ကဆိုရင်တရားမြတ်မြတ်တတနဲ့အုပ်ချုပ်သောမင်းပဲဖြစ်တယ်တတိယပုဂ္ဂိုလ်တဦးကဆိုရင်ကျွန်တော်တို့တဏှေကုံရိုဇာထားပြီးဥပုသ်တီလာကိုစောက်ထိန်ပြီးတော့မှကျွန်တော်တို့မဂရစ်အချိန်မှာဝါဖြေတဲ့ပုဂ္ဂိုလ်ရဲ့ဒွါပဲဖြစ်တယ်အဲ့တော့ဒီကနေ့အများမွတ်စလင်မာနေကြတဲ့အမှားတစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့ဒါရုလ်အူလုံဒေယဘန်ကျောင်းကြီးရဲ့ရှိုင်ခ်အလ်ဟာဒီသ်ဖြစ်တဲ့Hazrat Maulana Mufti Sayyid Ahmad Sahib Palanpuri Rahmatullah Alayhi ကတင်ပြတယ်ဟာဒီသ်တင်ရင်နဲ့ရှင်းလင်းချက်တစ်ခုကိုဆရာကြီးအနေနဲ့ရှင်းပြတယ်အဲ့ဒီအရာကဘာလဲဆိုတော့ကျွန်တော်တို့ဝါဖြေဖို့အစားတောက်ဖွယ်ရာတွေကိုကျွန်တော်တို့ခင်းကျင်းပြီးတဲ့အချိန်ကျရင်တချို့သောပုဂ္ဂိုလ်တွေအစုဖွဲ့နဲ့အုပ်စုဖွဲ့ကျွန်တော်တို့ဒွါတွေလုပ်ကြတယ်တချို့ကြတော့ကိုစီဒွါလုပ်ကြတယ်ဆရာကြီးအနေနဲ့တင်ပြတယ်ဒီမှာအုပ်စုဖွဲ့ပြီးဂျမာအတ်နဲ့ဒွါလုပ်တယ်ဆိုတာကုရ်အာန်ဟာဒီသ်နဲ့အထောက်ထားခိုင်မာမှုမရှိဘူးဆိုပြီးတော့မှဆရာကြီးအနေနဲ့တင်ပြတယ်အဲ့တော့ဒီနေရာမှာမားနေတဲ့အမားတစ်ခုကဘာလဲဆိုတော့တဲ့ကျွန်တော်တို့ဝါဖြေဖို့စားတော့ဖွယ်ရထားပြီးတော့ကျွန်တော်တို့ဒွါလုပ်လိုက်တယ်ဒွါလုပ်ပြီးကျွန်တော်တို့ထိုင်ပြီးစကားတွေပြောနေကြတယ်အဲ့တော့နောက်တစ်ခုဆရာကြီးအနေနဲ့တင်ပြတဲ့အဲ့ဒီအချိန်ကဆိုရင်တဲ့ဒါဒွါကဘူလ်ဖြစ်တဲ့အချိန်လည်းမဟုတ်ဘူးတဲ့အဲ့ဒီအချိန်ကဆိုရင်ဒါနေဝင်နေတဲ့နေဝင်ချိန်ပဲဖြစ်တယ်တဲ့အဲ့တော့ကျွန်တော်တို့တကယ်ဝါဖြေချိန်ဆိုတာတဲ့ဘယ်အချိန်မော်စင်ကအာဇန်ပေးလိုက်ပြီးကျွန်တော်တို့ဝါဖြေဖို့အတွက်အချက်တွေပြလိုက်ပြီးဘယ်အချိန်ကျွန်တော်တို့ရေခွက်ကိုကင်လိုက်တယ်ဆူမလွန်သီးလေးစားလိုက်တယ်အဲ့ဒီအချိန်ကဆိုရင်ဝါဖြေချိန်ပဲဖြစ်တယ်တဲ့အဲ့ဒီအချိန်ကဆိုရင်တဲ့ဒွါတောင်းရမယ့်အချိန်ဖြစ်တယ်ဒွါကဘူလ်ဖြစ်တဲ့အချိန်ဖြစ်တယ်တဲ့ကျွန်တော်တို့အဲ့ဒီမတိုင်ခင်အရင်မှာကျွန်တော်တို့ထိုင်ပြီးဒွါတောင်းတာကဒါဒွါကဘူလ်ဖြစ်တဲ့အချိန်မဟုတ်ဘူးတဲ့အဲ့တော့ဆရာကြီးအနေနဲ့တင်ပြတဲ့ဒါကနေဝင်ချိန်ဖြစ်တယ်တကယ်ဒွါကဘူလ်ဖြစ်တဲ့အချိန်ဆိုတာကျွန်တော်တို့စားတောက်ဖွယ်ရကိုကျွန်တော်တို့ဗဇာနဲ့တိတ်ပြီးစားလိုက်တဲ့အချိန်ကအဲ့ဒါပဲဝါဖြေချိန်ဖြစ်တယ်တဲ့အဲ့ဒီအချိန်မှာအလ္လာဟ်ကဒွါကဘူလ်လုပ်တယ်တဲ့အဲ့တော့ကျွန်တော်တို့ဒီအမှားယွင်းတစ်ခုကိုကျွန်တော်တို့ရှောင်ကျဉ်နိုင်ပြီးတော့မှကျွန်တော်တို့တွေအားလုံးအမလလုပ်နိုင်ဖို့အတွက်ကျွန်တော်အနေနဲ့တင်ပြတယ်အလ္လာဟ်ရှင်မြတ်တခင်အားလုံးကိုဒီပေါ်မှာအမလုပ်နိုင်တဲ့တောဖီခ်စွာချီးမြှင့်ပေးသနာတော်မူပါစေဝါအာခီရူဒါဝါနာအန်အလ်ဟမ်ဒူလ illah ရဘ်ဘီလ်အာလမီန်